နေရာလေးကိုကြည့်အရန်လာတဲ့ကိုကြီးပါတယ်ဟဲ့စားတာအကိုရအိုက်ချီကန်ကျွန်တော်တို့နေရာအနေနဲ့တွားရဆိုလို့ရှိရင်2 နာရီခွဲ3 နာရီလောက်ကားမောင်းရတယ်ပြီးတော့ရောက်တယ်ပေါ့နော်ရောက်တော့မြင်တဲ့အတိုင်းပဲကျွန်တော်ကတော့အရန်ပျော်တယ်ခါကိုကော့ပြီးထိုးဖို့သေးနေရတာမှပဲမြင်တဲ့အတိုင်းပဲအမှအရန်ကိုပျော်တာမြင်ချင်းမှာပဲဘေးပတ်ချာလဲကအကုန်လုံးကစိမ့်ပြီးတော့ပေါ့နော်တော်တော်ကြီးကိုလိုက်ထဲမှာပါတယ်အဲ့ဒါနဲ့အထိုးပိုးတွေကျွန်တော်တို့အထဲထဲကိုယူတယ်ထွေးထူးပြောတော့ပါအောင်ဒါတော့ဝင်ချင်းမှာပဲကျွန်တော်အများကြီးမလုပ်ဘူးထိုးပိုးလည်းမချဘူးတန်းအတန်စစ်တော့တာပဲကျွန်တော်ကအရင်ဆုံးနှစ်ပုတ်ဆိုတယ်ဆိုပြီးတော့ပတ်ဝန်းကျင်ကိုကြည့်ပြီးတဲ့တကားလာမှာပဲကျွန်တော်တို့ကောင်းဆောင်ရင်တပုတ်ထားဆိုရတယ်ပေါ့နော်ကောင်းပါတယ်ပေါ့ဆိုကြပါပေါ့ပြီးတော့ကျွန်တော်ကောင်းလုံးလို့အပြင်ဘက်ကိုထွက်ပြီးတော့ရင်မော့ခေါင်းကိုကော့ပြီးတော့မတပတ်ပတ်လိုက်တယ်ပေါ့ပျော်လိုက်တာပေါ့အဲ့လိုပျော်ပြက်လေပြီးတော့ကျွန်တော်တို့အနားမှာရှိတဲ့ပန်းချံလေးနဲ့ဒီအိမ်ဖေးရလက်ဖက်ချံလေးကိုဖြတ်ပြီးတော့သွားမယ်ပေါ့နော်ဦးလေးကလိုက်ပို့တယ်ကျွန်တော်တို့ဒါကတော့အိမ်ရဲ့နောက်ကျောကပန်းချံလေးဖြစ်တယ်အရမ်းမိုက်ပါတယ်ဟိုရေစီးချောင်းလည်းရှိတယ်ပေါ့နော်ဆာကူတာပန်းလေးတွေလည်းရှိတယ်ဆာကူတာစိန်ဆိုလို့ရှိရင်လည်းလှမယ်အခုလို4 လပိုင်း5 လပိုင်းဆိုလို့ရှိရင်လည်းစိမ့်ဆိုနေတော့လှတယ်အဲ့တော့ပေါ့နော်ပန်းချံလေးမှာကျွန်တော်ဓာတ်ပုံတွေပါရိုက်ပြီးတော့ကျွန်တော်တို့ပြန်လာပြီးတော့နည်းနည်းပပနေခင်းသာမစားခင်ပါပေါ့နော်အဲ့လိုပဲရုပ်ချောချောလေးနဲ့ထိုင်ပြီးတော့မှအန်ဒီကသားတို့ရေစားလို့ရပြီတဲ့အားနဲ့ကျွန်တော်တို့အပြေးလွှားပေါ့နော်ဘိုက်တယ်လည်းဒါစားနေပြီဆိုတော့အန်ဒီကနေလေသားကိုကြက်ကြော်မမွားလေးရယ်ခြံထဲမှာစိုက်ထားတဲ့အရွက်ကြော်လေးရယ်အကြီးတောင်လေးတစ်ခွက်ရယ်ချပြီးတော့ကျွေးပါတယ်ချပြီးကျွေးတော့ကျွန်တော်ကစားနေရပါတော့စားနေအတွင်းမှာတကယ်ကြီးကစားကျင်တာနဲ့ကျွန်တော်လိုက်ပြီးတော့မှခွန့်ကျွေးပါပေါ့နော်သူကတော့ပြောပါတယ်ကျွန်တော်ဒီဗီဒီယိုကြီးကိုမတင်နဲ့တော့ဟျောက်နဲ့ငါအချောက်ကြီးနဲ့ထင်းနေအောင်ပဲသူကတော့ပြောပါတယ်ဒါပေမဲ့ကျွန်တော်လည်းပြန်ပြောလိုက်ပါတယ်ဟာနှခမ်းမှုကြီးနဲ့မင်းဘလို့အချောက်ထင်မအောင်ဟာတော့ယောက်ျားကြီးဟိုလို့အားနဲ့ကျွန်တော်တို့စားတောက်လဲပြီးတော့နေလေသားဘာညာပေါ့စားတယ်လေပြီးတော့အန်ဒီက3 နာရီခွဲလောက်လဲကြာတော့လက်ဖက်3 မျိုးပါတယ်ပဲချမ်းဘာညာရင်ကျွန်တော်တို့ချကြွေတယ်ပေါ့နော်ကျွန်တော်တို့ကလည်းမစားပါဘူးအန်ဒီရဲလို့အားနာစရာကြီးဆိုပြီးကျွန်တော်ကတော့အရင်ဆုံးကောက်မောလိုက်တယ်တစ်ခွက်စားတောင်လေးတွေမှာကျွန်တော်ဘာမှမပြောတော့ဝင်ရှုပ်ကုန်မှာဆိုလို့အားနဲ့တကယ်ချင်းကလိုက်ပြီးခါတော့ဘာမှမပြောတော့ဘူးလားတဲ့မင်းနဲ့အားနဲ့ကျွန်တော်ပြောလိုက်တော့အကုန်လုံးရှုပ်ကုန်တော့အေးစင်းလုပ်ပေးတာပိုရှုပ်သွားတယ်ငါဖွင့်ပေးခဲ့တာဆိုတော့ငါရတာတွေကိုတဲ့လူကလေမရလို့ပြီးတော့ကျွန်တော်တို့ကောင်လေးတွေစင်ကယ်3 ယောက်ချောချောမောမောလေးနဲ့ကျွန်တော်တို့စပုံးမှု3 ယောက်ပြင်ပါမယ်ငါကတော့ကျွန်တော် main ပေါ့နော်ကျွန်တော်က9 တန်မြပေါင်းနဲ့9 ကင်ပိုင်တော့အမတွေကစားကျင်တယ်ဆိုတော့ sauce ဆက်ပါမယ်ပြီးတော့ကြိတ်ထားတဲ့ဇပလင်ဘာညာတွေနဲ့အနစ်ကလေးကိုငါးလေးကိုနှံ့ပတ်နေအောင်လူပါမယ်လူတယ်ဗျာလူတယ်ဘိုက်ထဲကိုထက်အစတော့ကျွန်တော်မျှပြီးကျွေးမယ်လို့လုပ်ထားတာပေါ့နော်အမတို့ဒါပေမဲ့မျှတာတကောင်မှမရဘူးအဲ့တော့ဝဲလာတဲ့ငါးလေးတွေကိုပဲကိုမျှသလိုနဲ့ရွှေချောင်းလေးလုပ်လိုက်တယ်ပေါ့နော်မျှတယ်လို့ပဲသဘောထားပေးပါအဲ့ဒါကျွန်တော်တာဝန်ပြီးဆိုတော့ညနေစောင်းလေးကိုကျွန်တော်လမ်းလျှောက်ပါမယ်လမ်းလျှောက်တဲ့နေရာတော့မနက်ကအိမ်ဖေးကလက်ဖက်ချံလေးရဲ့အိမ်နောက်မှာရှိတဲ့ပန်းချံလေးတွေကိုကျွန်တော်လမ်းသွားလျှောက်ပါတယ်လမ်းမလျှောက်ခင်မှာဦးလေးက4 နာရီခွဲ5 နာရီလောက်ဆိုလို့ရှိရင်မိဖို့ဖိုးပေးထားပါတယ်ညဘာဘီကျူအတွက်လမ်းပါညာလျှောက်အရန်လှပါတယ်ပြီးတော့လမ်းလျှောက်ပြီးတော့ဘောနော်မုံပန်းနဲ့ပြန်လာပြီးတော့ရေမိုးလဲချိုးလဲပြီးတော့အိမ်ရှင်လေးမှာထိုင်ပြီးတော့ဦးလေးကဖိုးပေးတဲ့မိဖို့လေးကလည်းကြာပြီးတငယ်ချင်းတွေကလည်းအကုန်လုံးလောက်ကင်ပြီးပြီဆိုတော့กินကြမယ်ဆိုပြီးတော့မှ6 သွားနေလို့ဘောနော်တငယ်ချင်းတွေကတော့ကျွန်တော်သိမကြည့်ဘူးဒါပေမဲ့လည်းရပါတယ်ကျွန်တော်တို့กินမဲ့အစားအစာတွေကတော့အများကြီးဖြစ်ပါပြီအားနေကျွန်တော်ရဲ့ single dinner ဖြစ်တဲ့ငါးတွေပစုံတွေကိုစပြီးတော့กินပါတယ်ဆရာကြီးကกินပြီးတော့စားကြည့်တော့တော်တော်ကောင်းပါတယ်ငါးกินတွေကကိုယ့်အကိုกินလို့ပြောတာမဟုတ်ပါဘူးတကယ်ကောင်းပါတယ်ပြီးတော့အမတွေလုပ်ပေးတဲ့မာလာရှန်ကောဖြစ်ပါတယ်ကျွန်တော်ရဲ့လမ်းချီကိုပဲကြည့်လိုက်ပေါ့နော်အဲ့ဒါကကျွန်တော်တို့ညင်းနေတာတကယ်တော့မာလာရှန်ကောကမာလာကြီးကရှမ်းကိုကောတာလားဦးလေးကြီးကရှမ်းကိုကောတာလားဆိုပြီးတော့မှအစားပြုတ်နေတာပေါ့နော်တကယ်တော့အဲ့လိုနဲ့ပြောရင်နာပြီးစားတောက်ပြီးကျွန်တော်တို့တညတာကိုဖြတ်တန်းပြီးလိုက်ပါပြီပြီးတော့မနက်ခင်းလေးနိုးတယ်ပေါ့နော်မနက်ခင်းလေးထွက်ကြည့်လိုက်တယ်ဆိုလို့ရှိရင်တောင်တန်းကြီးကစီးကြိုပြီးအရန်ตาရပါတယ်ตาရနေတဲ့တကာလမှာပဲကျွန်တော်ကအမတွေအတွက်ကော်ဖီခါခါလေးအစ်စ်ကိုကိုယ်တိုင်ဖြော်တိုက်ပါမယ်မနက်ခင်းလေးမှနိုးလာခဲ့အရင်ဆုံးမင်းကိုလွမ်းပါတယ်ဒီလေးတစ်ခွက်ဖြော်တိုက်ပြီးတဲ့နောက်မှာပဲအန်တီကမနက်စာကိုကောင်းချင်းပေါင်းရဲ့
ပြီးတော့ကောင်းချင်းတော်မှာ2မျိုးပေါ့နော်ငချိတ်ကရိုးရိုးအဖြူရဲ့လက်ဖေးရည်လေးရဲ့ရှမ်းတုပ်ဘူးကြော်လေးရဲ့ချပြီးတော့ကျွေးပါတယ်ပြီးတော့ကျွန်တော်စားတော့ပြီးတာနဲ့တကယ်အရန်လှတယ်ဆိုရင်လက်ဖက်ခြံကိုကျွန်တော်သွားကြည့်ပါမယ်ဒါကြီးကတော့ပေါ့နော်တကယ် main လက်ဖက်ခြံကြီးပဲဖြစ်တယ်ပေါ့ကျွန်တော်ကတော့မြင်တဲ့အတိုင်းပဲအဲ့လိုလမ်းလျှောက်နေတဲ့ဗီဒီယိုလေးတစ်ပုတ်အဲ့တော့ပေါ့နော်ကျွန်တော်ထင်တာအရင်ကမြန်မာနိုင်ငံမှာဆိုလို့ရှိရင်လက်ဖက်ချောက်ကတစ်မျိုးဂျပန်မှာဆိုလို့ရှိရင်လက်ဖက်ချောက်ကအပင်ကတစ်မျိုးလိုထင်ခဲ့တာဒါပေမဲ့အကုန်လုံးကအတူတူပဲဆိုတော့သိလိုက်တဲ့အချိန်မှာကျွန်တော်အရန်ကိုအံ့ဩခဲ့ရတယ်ခင်ဗျာဒီလိုနဲ့မောဘမန်နဲ့ပြန်လာပြီးတော့မြင်တဲ့အတိုင်းပဲဒုတိယမြောက်နေ့ရဲ့နေ့လည်စာကိုအန်တီကဒီခြံထဲမှာပေါ့နော်စိုက်ထားတဲ့အရွက်ကလေးကိုလက်ဆက်တစ်ခွက်ကြော်ပေးတယ်ပြီးတော့ဒီနိုင်ပဲစားတောက်ပြီးတော့ခါခါနဲ့ထွက်လာပြီးတော့နှစ်ရက်တာခီကိုနည်းနည်းလေးပဲအိပ်ပြီးတော့မှနှစ်ရက်တာအရန်ပျော်ခဲ့ရတဲ့ခီးစဉ်လေးကိုကုံဆုံးပေးလိုက်တယ်ပေါ့နော်အဲ့တော့ကျေးဇူးပေးလို့တောင်းချင်းစရာအောင်ကျေးဇူးရိုက်တယ်ပါတယ်ခင်ဗျာဒါပါဟိုဒီစိတ်ပြန်လန်းစရာပျော်ရွှင်သောချီရဲ့များစွာတို့နှစ်ယောက်ရဲ့ချီခါငြိမ့်ချက်နဲ့ကန်စားတာမြေမှာလမ်းပြောင်းတာမဲ့ထင်ခဲ့တာ